Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျွန်တော်ဝေးမြပေးချင်တဲ့အကြောင်းအရာကကျွန်တော်တို့ဒီ social media မှာဆိုအရင်ခဏကြားနေရတယ်လေပေါ့နော်ယောက်ျားလေးမွေးကြားလေး abuse လုပ်ခံရတာတွေ main ကလေးပေါ့နော်ဒါလူကြီးလူငယ်မျိုးဖြစ်နေတဲ့ဟာတွေကျွန်တော်တို့အများကြီးတွေ့ရတယ်ဆိုတော့ကျွန်တော်ဗာစဉ်းစားမိလဲဆိုတော့လုပ်ခံရတဲ့သူလည်းအဆင်မပြေဘူးလုပ်တဲ့သူကရောဘာဖြစ်လို့သူဒီလိုမျိုးသူများကိုလုပ်တာလဲဘာဖြစ်လို့သူဒီလိုလူဖြစ်လာတာလဲဘာဖြစ်လို့သူဒီလိုမျိုးကြီးပြင်းလာတာလဲပေါ့နော်ကျွန်တော်တို့ဒီလိုလူတွေမများအောင်ဘယ်လိုလုပ်လို့ရလဲပေါ့နော်လုပ်လို့မရဘူးတော့မဟုတ်ဘူးပြဿနာတွေမှာ solution ရှိတယ်ကျွန်တော်ဖြေရှင်းလို့ရတယ်သူများကိုချင်းစားတတ်တဲ့ကလေးသူများကိုကျင်နာတတ်တဲ့ကလေးလူကောင်းလေးတယောက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ဒါပြင်ဆင်လို့ရတယ်ပေါ့နော်jeans က jeans ပတ်သက်ပေါ့နော်ကျွန်တော်တို့ဒါမဲ့ကိုရီရဲ့ကလေးတွေကိုငယ်စဉ်ကတည်းကpositive တွေအရင်များအောင်လို့ကျွန်တော်တို့ပြုစုထောင်ပေးလို့ရပါတယ်ဆိုတော့ဒီမှာကျတော့ကျွန်တော်တို့ဒီစီမှာဆိုလို့ရှိရင်ကလေးယူဖို့ကိစ္စမှာဆိုရင်ကျွန်တော်မိတ်ဆွေတယောက်ပေါ့နော်သူတို့ကSwitzerland ကသူတို့အဲ့ဒီမှာဆိုရင်သူတို့နဲ့ကျွန်တော်နဲ့စတည်တော့ကလေးမရသေးဘူးပေါ့နော်သူတို့ကလေးမရသေးဘူးကလေးယူမယ်လို့သူတို့ plan ထားတယ်သူတို့ရဲ့ target plan ဒီ3နှစ်လို့သူတို့ပြောတယ်ပေါ့နော်ကလေးယူပြီးတဲ့နောက်မှာကိုယ်ဆောင်တဲ့ခါမှာယောက်ျားကဟိုပေါ့နော်အလုပ်လုပ်မယ်မင်းမတော့ဘယ်လိုဆက်လုပ်မလဲဒီကလေးကိုမွေးပြီးလို့ရှိရင်ဘယ်လိုသွားမလဲပေါ့နော်financial ပတ်စံပိုင်းဆိုင်ရာကစားအကုန်လုံးသူတို့ရဲ့ဟိုပေါ့နော်ကလေးရဲ့အကြောင်းစီဘာညာပေါ့နော်အဲ့ဒါရဲ့အစသူတို့ပြင်ဆင်နေပြီးလို့ရှိရင် parenting tips တွေလည်းသူတို့ဟို psychology နဲ့ပတ်သက်တဲ့ဟာတွေလည်းသူတို့ဖတ်တယ် parenting tips တွေလည်းသူတို့ဖတ်တယ်ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်သူတို့လောက်တာကိုတွေ့ဘူးတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာပြဖတ်မှာဆိုရင်ကျွန်တော်တို့ကယောက်ျားယူလိုက်မယ်ကလေးမွေးလိုက်မယ်ဆိုအရင်လွယ်တယ်အရင်မြန်တယ်ပေါ့နော်ပြီးရင်ကွဲကြပြေးကြပေါ့နော်ကလေးတွေမှာစိတ်တိုင်းရတယ်အများကြီးပဲဆိုတော့အခါကျ plan မရှိဘူး plan မရှိတဲ့အခါမှာအကုန်ကမောက်ကမာတွေဖြစ်တယ်ပေါ့နော်ဖြစ်တာဘဝနှစ်ခုတည်းမဟုတ်ဘူးရောက်လာတဲ့ဘဝအသက်တွေပါအကုန်ကမောက်ကမာဖြစ်ကုန်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဝင်များနေမစခင်မှာယောက်ျားမယူနဲ့မဟုတ်ပါဘူးယူပါ4-5-6ယောက်ယူချင်လဲယူမိန်းမမယူနဲ့မဟုတ်ဘူးလေယူဒါပေမဲ့ဘာပလန်မှမရှိဘဲနဲ့ကိုတိုင်းကကလေးတယောက်ကိုပြုစုထောင်ဖို့အတိမရှိဘူးကလေးတယောက်ကိုဘယ်လိုမျိုးပေါ့နော်develop ဖြစ်အောင်ဖွံ့ဖြိုးအောင်လို့ပံ့ပိုးပေးရမယ်ဆိုတော့knowledge တွေအရေးချင်းတွေမရှိသေးဘူးဆိုရင်ကလေးမယူပါနဲ့ဒီမှာကျတော့ကလေးကိုဝင်ယူတော့မယ်ဆိုလို့ရှိရင် OG နဲ့ atta တွေဒီအပြင် physical ပိုင်းဆိုင်ရာအတွက်ပေါ့နော်အနည်းတွေဝယ်တာဘာညာတာကဒီလိုပြင်ဆင်တာလေးတွေလုပ်တာတော့မှန်တယ်ဒါပေမဲ့ကလေးမွေးပြီးတဲ့နောက်ပိုင်းရောကျွန်တော်တို့ဒီကလေးလေးကိုချက်မာနဲ့လူရောစိတ်ကိုကြမ်းမအောင်ကြည့်ဖြစ်မှုအတွက်ကျွန်တော်တို့ဘာလေးတွေလိုအပ်မလဲဆိုတဲ့ဟာလေးလက်စာဖတ်တဲ့နဲ့ psychology ဆိုတာကလေစာသင်တဲ့သူမှမဟုတ်ဘူးမိဘတွေလည်းသိတဲ့အတွက်ကြောင့်မလို့ psychology နဲ့ပတ်သက်ပြီးတော့လည်းဖတ်တင်ပါတယ်ဒီနေ့ဒီအခါမှာဆိုလို့ရှိရင်လေ psychology နဲ့ပတ်သက်ပြီးတော့လည်းသင်တန်းတွေတကူကလိုက်တက်နေကြမလို့ application တွေရှိတယ် website တွေနားထောင်လို့ရတယ်ဒီလိုမျိုးတွေပေါ့နော် parent tip တွေဆိုလို့ရှိရင်လည်းblogger တွေကနေပြောပေးနေမှာသိမှာမဟုတ်ဘူးဒီ education နဲ့ပဲလူတွေပြောပေးမှာသိမှာမဟုတ်ဘူးပေါ့နော်ကြိုက်တဲ့နေရာကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ internet ကနေပြီးတော့ download ဆွဲပြီးတော့နားထောင်လို့ရတယ်စာတွေဖတ်လို့ရတယ်ပေါ့နော်ဒီလိုလေးတွေကျွန်တော်တို့လုပ်စီချင်တယ်ဆိုတော့ကျွန်တော်တို့ဒီအခုခါမှာဆိုလို့ရှိရင်ဘူလီအရင်လောက်ခံရတဲ့ကိစ္စတွေအများကြီးရှိတယ်ယောက်ျားလေးမို့လို့ယောက်ျားလေးချင်းလောက်ဘူလီလောက်ခံရရှိရဆိုတဲ့အခါကျတော့ပြုတ်လောက်ခံရတဲ့ကလေးရောဘာဖြစ်လို့ပြုတ်လောက်ခံရတာလဲပေါ့နော်ပြုတ်လောက်တဲ့ဒူအာရောဘာဖြစ်လို့ဒီလိုမျိုးပြုတ်လောက်တဲ့ကလေးဖြစ်လာတာလဲဆိုတာပေါ့နော်ကျွန်တော်ကတော့အဲ့နှစ်ခုမှာဘာလို့ဒီလိုမျိုးပြုတ်လုပ်တဲ့ကလေးဖြစ်လာတာလဲအဲ့လိုကလေးဖြစ်အောင်ဘယ်လိုတွေလုပ်လို့ရမလဲဆိုတာကိုကျွန်တော်ကပြောပြချင်တယ်ပေါ့နော်တနည်းအားဖြင့်လူကောင်းလေးတယောက်ဖြစ်လာဖို့အတွက်ကျွန်တော်တို့ငယ်စဉ်ကဘယ်လိုပြုစုထောင်လို့ရလဲဆိုတဲ့ဟာကိုကျွန်တော်ဆွေးနွေးချင်တာဖြစ်တယ်ဆိုတော့ပထမတစ်ချက်အနေနဲ့ကျွန်တော်တို့ကလေးလေးတွေကိုပေါ့နော်ချစ်ချင်းမြတ်တာကိုလုံလောက်စွာပေးရမယ်ဟိုးရင်ခက်တုံးကလို့မျိုးကျွန်တော်ခဏပြောတယ်ရင်ခက်တုံးကဆိုရင်ဟာချစ်တာမပြနဲ့ကန့်တက်လိမ့်မယ်ရောက်တက်လိမ့်မယ်မပြနဲ့အစင်မပြေဘူးပေါ့နော်ဒီလိုမျိုးပြောကြတယ်မဟုတ်ဘူးကလေးဆိုတဲ့အမျိုးလေးကလုံးဝအဖြူလုံးလေးဒီအဖြူလေးကနေပြီးတော့သူ့ရဲ့ဟိုဟာလေးကနေပြီးတော့သူတို့ဒီကျွန်တော်တို့ဆန်နေအကုန်တင်ယူတာစကားပြောတာလည်းကျွန်တော်တို့ဆန်တင်ယူတာလုံလိုက်တဲ့အဖြူမွေရလည်းကျွန်တော်တို့ဆန်တင်ယူတာအဲ့တော့ကျွန်တော်တို့ဆန်နေပြီးတော့အကုန်တင်ယူပြီးမှဒီလူသားမြောက်ရမယ့်ကလေးလေးကိုကျွန်တော်တို့ကချက်မပြရင်သူတို့ကချစ်ချင်းမြတ်တာဆိုဘာလို့သိမှာလဲဒါမားတယ်ချစ်ချင်းမြတ်တာဆိုရင်ပြကိုပြရတဲ့အရာပေါ့နော်အဲ့ဒါဆိုတဲ့ခါကျချစ်ချင်းမြတ်တာပြပေးရမယ်ချစ်ချင်းမြတ်တာပြတဲ့ကိစ္စရှက်စရာလည်းမဟုတ်ဘူးငါရဲ့ချစ်ချင်းမြတ်တာတွေပေးတယ်လို့ဒီကောင်ငါခေါင်းပေါ်လာနေမှလားဆိုတာအဲ့ဒါမှားတယ်အဲ့အတွေ့အရလေးနော်ဆိုတော့ကျွန်တော်ချစ်ချင်းမြတ်တာပြကိုပြပေးရမယ်ပြီးလို့ရှိရင်အဲ့လိုချစ်ချင်းမြတ်တာပြပေးလိုက်တဲ့အတွက်ကြောင့်မို့လို့ခလေးဒီဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိသွားတယ်ချစ်တယ်ဆိုတာလည်းဘာလဲသိသွားတယ်စိတ်ပိုင်းဆိုင်ရာလုံခြုံမှုလည်းရှိသွားတယ်အဲ့လိုလုံ
ကြုံမှုရှိသွားတယ်များမိဘနဲ့သားသမီးနဲ့လည်းယုံကြည်မှုကတိဆောက်ပြီးသားဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ကျောင်းမှာဆိုလည်းအဲ့လိုပဲကျောင်းကလေးလေးတယောက်လာတယ်မိဘနဲ့ခွဲလာရတယ်ကျောင်းနေရအစ်စ်ဖြစ်တယ်ဆရာမတွေအစ်စ်တငယ်ချင်းတစ်တွေနဲ့သူတွေ့ရတဲ့အခါမှာသူ့အတွက်ဘယ်လုံးမှအဆင်မပြေနိုင်ဘူးပေါ့နော်သူ့အတွက်ဘယ်လုံးမှအဆင်မပြေနိုင်ဘူးအစ်စ်တွေကြားထဲမှာသူနေရတဲ့အခါကျတော့သူဒီစိတ်အဆင်မပြေနေဘူးအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့သူ့ကိုကျွန်တော်တို့ကရက်ရောက်ချင်းမှာစာရီထုတ်သိအဲ့လိုမျိုးတင်လို့မရဘူးပေါ့နော်ဘယ်အရွယ်ပဲလာသူ့ကိုဒီပတ်ဝန်းကျင်ကလူတွေအကုန်လုံးချစ်ပါတယ်ဆိုတဲ့အကြောင်းချစ်တယ်ဆိုတဲ့ဟာကိုဆရာမတို့ကျွန်တော်ပြခိုင်းတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဘာလို့လုပ်ရလဲဆိုလို့ရှိရင်သူတို့ကိုဒီပတ်ဝန်းကျင်လေးတွေဒီအဝန်းဝိုင်းလေးတွေသူတို့အတွက်စိတ်ချယုံကြည်ရပါတယ်ဆိုတဲ့ဟာမျိုးလေးကိုလည်းကျွန်တော်တို့ပြပေးတယ်ပေါ့နော်အဲ့လိုလေးတွေတွားပြီးပြီဆိုမှသူတို့ဒီနေ့ကဒီစိတ်ချလုံခြုံမှုရှိတယ်ခန္ဓာကိုယ်ပိုင်းရောစိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတယ်မိဘတွေမရှိပေမဲ့လည်းသူ့ကိုချစ်ပေးတဲ့သူတွေဒီမှာရှိနေဆိုတာသိသွားပြီးတဲ့အခါမှာဒီကလေးရဲ့အကြောင်းပြောလာတာပေါ့ဒီလိုလေးတွေတွားရတာ